皆さん、こんにちは。はい、さすがဒီနေ့နေ့ရက်တွေနေ့ရက်တွေမနေ့ညအဲ့လိုမျိုးပြောတဲ့ဟာမျိုးကိုကြည့်သွားကြရအောင်နော်ဒီနေ့ဆိုတဲ့အရာကိုပုံလေးယူလိုက်မယ်ကွယ်ဒီနေ့စသဖြင့်ဒီနေ့ပေါ့နော်ဒီနေ့ဆိုတာကဂျပန်လိုပြောလဲဆိုရင် kyo လို့ပြောတယ် kyo ဆိုတာဒီနေ့ဟိုက်အဲ့တော့ဒီနေ့ဆိုရင်မနေ့ပြန်လို့ပြောလဲမနေ့ပြန်ဆိုတာကအာရှိတာအာရှိတာဆိုတာကမနေ့ပြန် kyo ဒီနေ့မနေ့ပြန်အဲ့ဒါဆိုရင်မနေ့ကဆိုလို့ရှိရင် kino လို့ခေါ်kino kyo ဆိုတာဒီနေ့ asta ဆိုတာမနေ့ပြန် kino ဆိုတာမနေ့ကရလား asta ဆိုတာမနေ့ပြန် kyo ဆိုတာဒီနေ့ဟဲ့အဲ့တော့မနေ့ပြန်တော့သိပြီမနေ့ပြန်ရဲ့နောက်တစ်ရက်လေးတပတ်ခါဆိုရင်ဘယ်လိုပြောမလဲအာဆက်တေလို့ခေါ်တယ်အာဆက်တေတပတ်ခါဟဲ့တော့ဆိုမနေ့ရဆိုတဲ့သိပြီအဲ့မနေ့ရရဲ့အရင်ရက်ကသိချင်တယ်ဟိုတိုအီတမြန်မနေ့ကတိုအီကြလားဟဲ့ဒီမှာဆိုလို့ရှိရင်ပထမဆုံးဒီနေ့ဆိုတာကခေယောကိုပြောတာခေယောဆိုတာကဒီနေ့အာရှတာဆိုတာကမနေ့ပြန်အာဆက်တယ်ဆိုတာကတပတ်ခါခိနိုဆိုတာကမနေ့ကအိုတိုတိုဆိုတာကတမြန်မနေ့ကကြလားဟဲ့ပြန်ပြောမယ်ခေယောဆိုတာကဒီနေ့အာရှတာဆိုတာကမနေ့ပြန်အာဆက်တယ်ဆိုတာကမနေ့ပြန်ရဲ့နောက်တစ်ရက်တပတ်ခါခီနိုဆိုတာကမနေ့ကအိုတိုတိုဆိုတာကမနေ့ကရဲ့အရှိရက်ကဆိုတော့တမြန်မနေ့ကရှာတယ်နော်ခီနိုအာစတာအာစတေခီယိုအာစတာအာစတေခီနိုအိုတိုတိုရှာတယ်နော်အဲ့တော့ခီယိုအာစတာအာစတေခီနိုအိုတိုတိုဒါနေ့ရက်တွေပြောဟုတ်ပြီဒီနေ့မနက်ဖြန်မနေ့ကတမြန်မနေ့ကတပတ်ခါအဲ့လိုဟာတွေပြောဟုတ်ပြီအဲ့တော့မနက်တွေပြောချင်တယ်မနက်တွေပြောချင်စတဲ့ထုံးစံတိုင်းပဲဒီနေ့မနက်ကနေစဒီနေ့မနက်ဆိုတာခေစဆိုတာကဒီနေ့မနက်ကိုပြောတာအဲ့ဒါဆိုရင်မနက်ဖြန်မနက်ကိုပြောချင်းမနက်ဖြန်ခုနက subject routine ရအာရှိတာလို့သင်ခဲ့တာအဲ့တော့မနက်ဖြန်ရဲ့မနက်ကမှမနက်ဖြန်မနက်ဖြစ်မှာမလား not ဆိုတာရဲ့ပြောတာအာစဆိုတာကမနက်အဲ့တော့အာရှိတာတော့အာစမနက်ဖြန်ရဲ့မနက်အာရှိတာတော့အာစမနက်ဖြန်ရဲ့မနက်အဲ့တော့မနေ့ရဲ့မနက်မနေ့ဆိုတာခင်းလို့ရဲ့ဆိုတော့ not အာစမနက်ခင်းလို့ not အာစမနေ့ကမနက်မနေ့ကတူပဲနော်မနေ့ကမနက်မနေ့မနက်ကတူပဲအဲ့တော့အာရှိတာနော်အာစမနက်ဖြန်မနက်ခီနိုနော်အာစမနေ့မနက်အဲ့တော့မနက်ဖြန်မနက်တည်ပြီဆိုတပတ်ခါရဲ့မနက်ဆိုရင်ရောအရှိမတင်ခဲ့တပတ်ခါဆိုတာအာဆက်တဲ့နော်အာစတပတ်ခါရဲ့မနက်အဲ့ဒီတိုင်းပဲဟိုတိုးနော်အာစတနေ့မနေ့မနက်ရှာလားခီယိုဒီနေ့အာစတာမနက်ဖြန်အာစတဲ့တပတ်ခါခီနိုမနေ့ကအိုတိုတိုဤတနေ့မနေ့ကခဲစဒီနေ့မနက်အာစတာနော်အာစမနက်ဖြန်မနက်အာစတဲ့နော်အာစတပတ်ခါမနက်ခီနိုနော်အာစမနေ့မနက်အိုတိုတိုဤနော်အာစတနေ့မနေ့မနက်ရှာလားရတယ်နော်အဲ့ဆိုရင်ဆက်စလို့ညအောင်သွားမယ်ညဆိုရင်ဒီနေ့ညအနေစားသွားမယ်ဒီနေ့ညဆိုတာခွန်ပန်းဒီနေ့ညလို့ခေါ်တယ်ခွန်ပန်းဒီနေ့ညအဲ့တော့မနက်ဖြန်ညသုံးတဲ့တိုင်းပဲမနက်ဖြန်အာရှိတာဘန်ညဆိုတော့အာရှိတာနော်ဘန်မနက်ဖြန်ညတပတ်ခါညအာစတဲ့နော်ဘန်တပတ်ခါညအာရှိတာနော်ဘန်မနက်ဖြန်ညအာစတဲ့နော်ဘန်တပတ်ခါညခီနိုနော်ဘန်မနေ့ညတမြန်မနေ့ညဆိုရင်တိုတိုရီနော်ဘန်တမြန်မနေ့ညရလားပြန်ပြောမယ်နော်ဒီနေ့ဆိုရင်ခီယောမနက်ဖြန်အာစတာတပတ်ခါအာစတဲ့မနေ့ကခီနိုတမြန်မနေ့ကအိုတိုတိုရီဒီနေ့မနက်ခဲစားမနေ့ဖြန်မနက်အာစတာနော်အာစာတပတ်ခါမနက်အာစတဲ့နော်အာစာမနေ့မနက်ခီနိုနော်အာစာတမြန်မနေ့မနက်အိုတိုတိုရီနော်အာစာဟဲ့နောက်တစ်ခုဒီနေ့ညခုံးပန်းမနက်ဖြန်ညအာစတာနော်ပန်းတပတ်ခါညအာစတဲ့နော်ပန်းမနေ့ကညခီနိုနော်ပန်းတမြန်မနေ့ညအိုတိုတိုရီနော်ပန်းရတယ်နော်ဟဲ့ဒါကနေ့ရက်ဒီမနက်နေ့ရက်ရဲ့မနေ့ရဲ့ညရဲ့ပြောချင်တာဟဲ့အဲ့တော့နေ့ရက်ဒီပါရဒီနေ့မနက်ပြန်တပတ်ခါဖန်တွဲခါအဲ့လိုဟာတွေတော့သိပါပြီဒါပေမဲ့နေ့တိုင်းကိုဘယ်လိုပြောချင်လဲဆိုရင် तू ကမိုင်းနဲ့တွေ့မိုင်းဆိုတာကဒိုင်းကိုပြောတာဒိုင်းလို့ဒိုင်းနိချီဆိုတာကနေ့မိုင်းနိချီနေ့တိုင်းအဲ့တော့
မိုင်းအာစာဆိုတော့မနက်တိုင်းအာစာဆိုတာမနက်မိုင်းဆိုတာတိုင်းဆိုတော့မိုင်းအာစာမနက်တိုင်းမိုင်းဘန်းဆိုတာညမိုင်းဆိုတာတိုင်းဆိုတော့မနက်တိုင်းညတိုင်းဆိုရဲမိုင်းဘန်းညတိုင်းနေ့တိုင်းမိုင်းနေ့ချီမနက်တိုင်းမိုင်းအာစာညတိုင်းမိုင်းဘန်းရရင်နော်ဟဲ့ဒါကမနက်နေ့ညအဲ့ဒါပြောချင်တာရရင်နော်ရရင်နောက်တစ်ခုအပတ်တင်သွားမယ်အပတ်တင်လာရင်နှစ်တင်အဲ့တော့ထုံးစံတိုင်းပဲစသဖြင့်ခွန်းကနေရှာမယ်ခွန်းရှုဆိုတာကဒီအပတ်ကိုပြောတာဒါပေမဲ့သူ့မှာတော့အာရှိခါနောတွေဘာမလုပ်တော့ဘူးเนาะအာရှိတာဆိုတာမနေ့ပြန်ပြောတာအဲ့တော့ခွန်းရှုဆိုတာတော့ဒီအပတ်နောက်အပတ်လာမယ့်အပတ်ဆိုရင် bright shoe လာမယ့်အပတ်နောက်အပတ် bright shoe လာမယ့်အပတ်ရဲ့လာမယ့်အပတ်နောက်တစ်ပတ်ရဲ့နောက်တစ်ပတ်ဆိုရင် survive shoe စလေးထည့်လိုက်မယ်နော် bright shoe နောက်ပတ် survive shoe နောက်အပတ်ရဲ့နောက်အပတ်နှစ်ပတ်မြောက်ပေါ့နော်ခွန်ရှူဆိုတာကဒီအပတ် bright shoe ဆိုတာကလာမယ့်အပတ် survive shoe ဆိုတာလာမယ့်အပတ်ရဲ့လာမယ့်အပတ်ရှာရနော်နောက်တစ်ခုပြီးရတဲ့အပတ်ဆိုရင် sand shoe ပြီးခဲ့တဲ့အပတ် sand shoe ပြီးခဲ့တဲ့အပတ်ရဲ့ပြီးခဲ့တဲ့အပတ်ဆိုတမန်အပတ်က sand shoe တနည်းအားဖြင့်နီရှုခံမအဲလို့ခေါ်နီရှုခံမဆိုဒီအပတ်ရောက်ဖို့နှစ်ပတ်မတိုင်ခင်ကနှစ်ပတ်ရှေ့နှစ်ပတ်ကဒီအပတ်ရဲ့ရှေ့နှစ်ပတ်ကအဲ့တော့တမန်အပတ်ကအဲ့တော့ sand shoe နီရှုခံမအဲနှစ်ပတ်အကြာကနော်အဲ့တော့ပြန်ပြောမယ်ဆိုရင်ဒီအပတ်ကခွန်ရှူနောက်အပတ် right shoe နောက်ပတ်ရဲ့နောက်အပတ် survive shoe ပြီးခဲ့တဲ့အပတ် sand shoe ပြီးခဲ့တဲ့အပတ်ရဲ့ပြီးခဲ့တဲ့အပတ် sand shoe ရရနော်ဟဲ့နောက်တစ်ခုဒီလခွန်ဂက်ဒီလခွန်ဂက်ဟဲ့နောက်လ right gets ဆိုတာလလို့ပြောတယ်နော်အရှိမလေးသင်ခဲ့ရနော် gets ဆိုတာလကိုပြောတာခွန်ဂက်ဒီလ right gets နောက်လရဲ့နောက်လ survive gets sand gets ပြီးခဲ့တဲ့လရဲ့ပြီးခဲ့တဲ့လ sand gets နိခ gets မအဲရလားခွန်ဂက်ဆိုတာအခုလကိုပြောတာ right gets ဆိုတာလာမယ့်လနောက်လကိုပြောတာ survive gets ဆိုတာနောက်လရဲ့နောက်လကိုပြောတာ sand gets ဆိုတာပြီးခဲ့တဲ့လကိုပြောတာ sand gets ဆိုတာကပြီးခဲ့တဲ့လရဲ့ပြီးခဲ့တဲ့လတမြန်လကိုပြောတာအဲ့တော့နှစ်ပတ်အကြာပေါ့နော်နှစ်လအကြာကဆိုတော့နိခ gets မအဲနှစ်လအကြာကရရနော်နောက်တစ်ခုကနှစ်တွေကိုပြောမယ်ဆိုရင်ဆန်စီတို့ဒီနှစ်ကိုအရင်သွားမယ်ခိုတိုးရှိဆိုတာကဒီနှစ်ကိုပြောတာတိုးရှိတို့နန်းတို့အဲ့လိုမျိုးခါကိုနန်းတိုးရှိဆိုတာလည်းနှစ်ကိုပြောတာနန်းဆိုတာလည်းနှစ်ကိုပြောတာခိုတိုးရှိဒီနှစ်လာမယ့်နှစ်နောက်နှစ် right နန်းလာမယ့်နှစ်နောက်နှစ်ပေါ့နော်အဲ့တော့ survive နန်းနောက်နှစ်ရဲ့နောက်နှစ် survive နန်းပြီးခဲ့တဲ့နှစ်ကခော့နန်းသူကဒီမှာစမ်းနဲ့မသွားတော့ဘူးเนาะဒီမှာဒီနှစ်ခုကစမ်းနဲ့သွားခဲ့ပေမဲ့ဒီမှာခော့နန်းအဲ့ပြီးခဲ့တဲ့နှစ်တမြန်မိနစ်ကဆိုရင်ဟိုတိုးတိုးရှိရလားဒီနှစ်ကိုတိုးရှိနောက်နှစ် right နန်းနောက်နှစ်ရဲ့နောက်နှစ် survive နန်းပြီးခဲ့တဲ့နှစ်ခော့နန်းပြီးခဲ့တဲ့နှစ်ရဲ့ပြီးခဲ့တဲ့နှစ်ကိုတိုးရှိရလားပြန်ပြောမယ်နော်အပတ်တွေကိုပြန်ပြောမယ်အပတ်ကဒီအပတ်ကိုခွန်ရှူဒီအပတ်ရဲ့နောက်ထပ်လာမယ့်အပတ်နောက်အပတ် right shoe နောက်ပတ်ရဲ့နောက်ပတ် survive shoe ပြီးခဲ့တဲ့အပတ် sand shoe ပြီးခဲ့တဲ့အပတ်ရဲ့ပြီးခဲ့တဲ့အပတ် sand shoe နေရှုခံမှာအဲ့ဒါကအပတ်တွေနောက်တစ်ခုဒီလခွန်ဂက်စ်ကနေပြီးတော့ဆက်စီလို့နောက်လ right gets နောက်လရဲ့နောက်လ survive gets ပြီးခဲ့တဲ့လ sand gets ပြီးခဲ့တဲ့လရဲ့ပြီးခဲ့တဲ့လ sand gets ရရနော်ဟဲ့နောက်တစ်ခုဒီနှစ်ဘုတိုးရှိနောက်နှစ် right နောက်နှစ်ရဲ့နောက်နှစ် survive နန်းပြီးခဲ့တဲ့နှစ်ကျော်နန်းပြီးခဲ့တဲ့နှစ်ရဲ့ပြီးခဲ့တဲ့နှစ်ဘုတိုးရှိတမင်မိနစ်ကောင်ပြောနော်ရတယ်နော်အဲ့တော့ထုံးစံအတိုင်းအပတ်တိုင်းလတိုင်းနှစ်တိုင်းလို့ပြောမယ် shoe ဆိုတာကအပတ် mind နဲ့တွဲလိုက်တော့ mind shoe အပတ်တိုင်း ski gets ကဆိုလာကိုပြောတာတူတူပဲနော် mind ski လာတိုင်း
မိုင်းတူရှိနှစ်တိုင်းလို့လည်းသုံးရတော့မိုင်းနန်းနှစ်တိုင်းနဲ့လည်းသုံးရတယ်တူရှိနန်းနှစ်ခုစကားအတူတူပဲเนาะအဲ့တော့မိုင်းတူရှိနှစ်တိုင်းလို့လည်းသုံးရတော့မိုင်းနန်းနှစ်တိုင်းလို့လည်းသုံးရတယ်အဲ့တော့နေရတဲ့ဆိုရင်今日明日明後日昨日おととい今朝明日の朝明後日の朝昨日の朝おとといの朝今晩明日の晩明後日の晩昨日の晩おとといの晩အဲ့ဒါမှမိုင်းနဲ့တွေ့ရင်မိုင်းနေ့ချီမိုင်းအစားမိုင်းပန်ဟဲ့နောက်တစ်ခုကအပတ်တင်လာတဲ့နေ့တည်အပတ်မှာဆိုရင်ခွန်ရှူရိုင်းရှူစရိုင်းရှူဆန်းရှူဆန်းဆန်းရှူခွန်ဂက်စဒီလာရိုင်းဂက်စစရိုင်းဂက်စဆန်းဂက်စဆန်းဆန်းဂက်စနီကာကက်စမိုင်းကိုတိုရှိရိုင်းနန်စရိုင်းနန်ချော့နန်ကိုတိုရှိမိုင်းတူရှိမိုင်းနန်းတိုင်းနေတဲ့တွေ့ရင်မိုင်းနေတဲ့တွေ့ရင်မိုင်းရှူမိုင်းစခီမိုင်းတူရှိမိုင်းနန်းရတယ်နော်အဲ့တော့နေရတရားပြီးမနက်ညအပတ်တီနာရီနှစ်တီရေးတတ်တယ်နော်အဲ့တော့ဖြိုးစာလေးကိုတစ်ခါလေးသွားလိုက်မယ်နော်ဒီမှာဆိုရင်စစတို့ကနာရီလို့ example နဲ့ရေးဒီမှာဆိုရင် AN နဲ့ PN နဲ့ဆိုပြီးစစတို့မြန်မာမှာရှိတယ်နော်မနက်မိုးလွဲချိန်မနက်ခင်းမိုးလွဲချိန်လို့ပါတော့လို့ပြောတဲ့အခါမှာ AN ကိုစစေတို့ခေါ်စမ်းလို့ခေါ်တယ်ခေါ်စမ်းဆိုတာမနက်ခင်း PN ကဘောမောခေါ်လို့ခေါ်တယ်နော်ဒါကမနက်ဒါညအဲ့တော့ PN ဆိုရင်ခေါင်းကဘယ်နှစ်နာရီဘယ်နှစ်မိနစ်ပေါ့နော်ဒီမှာဆိုရင်ခေါ်စမ်း AN ဆိုတော့ခေါ်စမ်းဒီမှာလည်းပါမယ်နော်ခေါ်စမ်းမနက်ခင်းဘယ်နှစ်နာရီအချီချီမနက်တနာရီခေါ်စမ်းအချီချီမနက်တနာရီဒီမှာ3နာရီခွဲ PN နဲ့တွေ့ထားတယ်အဲ့တော့ PN ဆိုတော့ခေါင်းက3နာရီခွဲဆိုတော့စမ်းကြည့်ဟန်အဲ့လိုမှမြေချင်းစမ်းကြည့်စမ်းကျုပ်ပုံရတယ်နော်ဟဲ့နောက်တစ်ခုဒီမှာတနာရီခွဲPN ဆိုတော့ကောကော一起几ဟမ်ရအဲ့ဆိုရင်ကျန်တဲ့အကွက်တွေကိုအိမ်စာရေးပြစစီလာပို့ပေးပါနော်နောက်တစ်ခုကစစီတို့ရက်တွေ9ရက်ရှိတဲ့ကောင်နော်အဲ့ဒါလေးသွားမယ်တနင်္လာအင်္ဂါဗုဒ္ဓဟူကြာတာပြည့်တောက်ကြစနေတနင်္ဂနွေအဲ့ဒါလေးသွားမယ်အဲ့တော့တနင်္လာနေ့ကစစီတို့ဘာကိုပူစားပြုလဲဆိုရင်လောက်ပူစားပြုတယ်ယောဘိဆိုတာနေကိုပြောတာခဲစစ်ဆိုတာကစစုလာကိုပြောတာအဲ့တော့လာနေလို့လည်းခေါ်လို့ရတယ်ခဲစယောဘိတနင်္လာနေ့ခဆိုတာမေကိုပြောတာခယောဘိမီးနေ့အင်္ဂါနေ့ဇေယောဘိစွယောဘိကရေဗုဒ္ဓဟူမုခုတစ်ပင်ခင်းရွှေငွေဒိုဆိုတာမြေကြီးနီချီဆိုတာနေသူတို့ကိုစားပြုတဲ့ကောင်ပေါ့နော်အဲ့တော့ဂေဆွယောဘိတနင်္လာနေ့ခယောဘိအင်္ဂါနေ့ဇွေယောဘိဗုဒ္ဓဟူနေ့မုခုယောဘိဇာတာပတိနေ့ခင်းယောဘိတောက်ကြနေ့ဒိုယောဘိကစနေနေ့နီချီယောဘိတနင်္ဂနွေနေ့အဲ့တော့ဘယ်နေ့လဲလို့ပြောရင်နန်းယောဘိဘယ်နေ့လဲမင်းရဲ့မွေးနေ့ကဘယ်နေ့လဲအဲ့လိုမင်းနေ့နန်းပါလဲအဲ့လိုမေးချင်တဲ့အခါမှာနန်းယောဘိပေါ့နော်အနာတာနောယောဘိကနန်းယောဘိတက်စကအချိန်မှာတနေ့လာနေဆိုရင်လည်းကေဆယောဘိတက်စနေဆိုရင်ဒူယောဘိတက်အဲ့လိုသွားမယ်ရတယ်နော်ကေဆယောဘိခယောဘိဇေယောဘိမုခုယောဘိခင်ယောဘိဒိုယောဘိဒိုနီချီယောဘိဒါလားကေဆယောဘိခယောဘိဇေယောဘိမုခုယောဘိခင်ယောဘိဒိုယောဘိဒိုနီချီယောဘိရတယ်နော်ဒါလေးကရက်ဒီအပတ်တစ်ပတ်ကိုပြောတာပေါ့နော်ဟဲ့ကြာတာလေဒီနေ့တော့ဒါပါပဲကျောင်းပါကြတဲ့ဝိုင်းမှာရှောင်းတာတန်းနေ